အရန်အေးစိတ်နဲ့ရာသီဥတုမှာသူစီးသွားလိုက်တဲ့အခါစီးဟာချက်ချင်းဆိုသလိုရေခဲဖြစ်သွားခဲ့ပါတယ်။ဒါဟာသူ့အတွက်ထူးဆန်းတဲ့စိတ်ကူးတစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီးအဲ့ဒီရေခဲချောင်းကိုမြေကြီးတဲ့စိုက်သူကထူးဆန်းတဲ့အမှုပညာတစ်ခုအဖြစ်ဖန်တီးလိုက်ပါတယ်။သူ့ရဲ့ထူတဲ့ရှည်လျားတဲ့မုတ်စိတ်မွေးတွေကြောင့်ဂေါ်ရီလာတွေကသူ့ကိုသူတို့အုပ်စုဝင်တစ်ယောက်လို့ထင်မှတ်ခဲ့ကြပါတယ်။အဲ့ဒီနောက်သူဟာဂေါ်ရီလာတွေနဲ့အတူနှွေးထွေးလုံခြုံစွာအချိန်တော်ကြာနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့သူဟာလူသားတစ်ယောက်ဖြစ်တာကြောင့်တနေ့မှာတော့လူသားတွေရှိရာစီကိုပြန်ဖို့ဆုံးဖြတ်လိုက်ပြီးမုတ်စိတ်မွေးတွေကိုရိတ်ကာခီးဆက်ခဲ့ပါတယ်။လမ်းမှာဒိုင်နိုဆောလေးတွေနဲ့တွေ့တဲ့အခါမှာတော့တရေကွင်းနဲ့လောက်လေးခွက်လုပ်ပြီးဒိုင်နိုဆောတွေကိုခြောက်လန့်ကသူ့အသက်ကိုကယ်တင်ခဲ့ပါတယ်။ဒိုင်နိုဆောလေးတစ်ကောင်ကချစ်ကြည်ရေးအနေနဲ့ပြားအုံတအုံပေးခဲ့ပေမဲ့ပြားကြီးတစ်ကောင်ရဲ့အစိတ်ကြောင့်သူသတိလစ်သွားခဲ့ပြီးလူမျိုးစုတစ်ခုကသူ့ကိုကယ်တင်ခဲ့ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲအဲ့ဒီလူမျိုးစုကသူ့ကိုပြန်ဖမ်းပြီးကျွန်အဖြစ်ခိုင်းစေပါတော့တယ်ခီးသွားနေစဉ်မှာသူဟာဒဏ်ရာရနေတဲ့အမျိုးသားတစ်ယောက်ကိုကယ်တင်ခဲ့တာကြောင့်ခိုင်မြဲတဲ့တငယ်ချင်းဖြစ်ခွင့်ရခဲ့ပါတယ်။မျှော်စင်ကြီးတစ်ခုပေါ်တက်ရင်မတော်တဆမှုဖြစ်လို့ဒုက္ခရောက်ခဲ့ပေမဲ့တငယ်ချင်းဖြစ်သူရဲ့ရိုးသားတဲ့ဆုတောင်းမှုကြောင့်သူဟာအပြစ်ကနေလွတ်ငြိမ်းခွင့်ရခဲ့ပါတယ်။အဲ့ဒီနောက်လူမျိုးစုကနေနှင်ထုတ်ခံရပြီးမျိုးနွယ်စုအသစ်တစ်ခုနဲ့အတူနေထိုင်ကသူတို့တွေကိုစိုက်ပျိုးရေးထောင်ချောက်လုံနီးနဲ့အစားအစာချက်ပြုတ်နည်းတစ်တွေကိုတင် जा ပေးခဲ့ပါတယ်။သူ့ရဲ့အသိပညာတွေကြောင့်မျိုးနွယ်စုတစ်ခုလုံးရဲ့ဘဝတွေပြောင်းလဲလာပေမဲ့ဒီနေ့မှာတော့ပိုပြီးအင်အားကြီးတဲ့တခြားမျိုးနွယ်စုတစ်ခုရဲ့တိုက်ခိုက်ခြင်းကိုခံရပါတယ်။သူတို့ဟာဒီပဋိပက္ခကိုဘောလုံးပွဲတစ်ပွဲနဲ့ဖြေရှင်းဖို့ဆုံးဖြတ်ခဲ့ကြပြီးအကျိတ်အနေကစားခဲ့ပြီးနောက်သူကပဲအနိုင်ဂိုးကိုတွင်းယူပေးခဲ့ပါတယ်။သူ့ရဲ့အနိုင်ဂိုးကြောင့်မျိုးနွယ်စုနှစ်ခုကြားမှာငြိမ်းချမ်းရေးနဲ့ချစ်ကြည်ရေးတွေထာဝရတည်ရှိသွားပါတော့တယ်။တဦးရဲ့ခီးနှင်ခဲ့တဲ့ဒီအမျိုးသားရဲ့ဇလံကကဘာကြီးကိုအောင်နိုင်ဖို့လက်နက်တွေမလိုပဲဗျူဟာနဲ့လူသားဆန်မှုကသာအဓိကဖြစ်တယ်ဆိုတာသင်ပေးလိုက်ပါတယ်။